ဒီကော်ဖီပင်တွေကမြေကြီးပေါ်ချဆိုင်တာတနေ့လောက်ပဲရှိသေးတယ်ဗျဒီအပင်တွေကြတော့၄နှစ်သားပင်တွေပေါ့ဗျာဒီအပင်တွေကြတော့ကျွန်တော်အမရဲ့အိမ်အောက်မှာပေါ့ဗျာသူတို့မနေ့မှမြေကြီးပေါ်ဆိုင်တာပေါ့နော်ဒါကတော့ရွာထဲကဦးလေးချန်တချန်ပေါ့ဗျာသူဆိုင်ထားတာ၄နှစ်လောက်ပဲရှိသေးတယ်ဗျကျွန်တော်တို့ကြတော့ရွာပြင်ဘက်လက်ဖက်ချန်ထဲမှာဆိုင်ထားတာပေါ့ဗျာကျွန်တော်တို့နေတဲ့ရှမ်းပြည်တောင်ပိုင်းပဲကြတော့နေရှိတီးနာတွဲဆိုင်မယ်ဆိုရင်ဒီလက်ဖက်နဲ့ကော်ဖီကအဆင်ပြေဆုံးပေါ့နော်ကျွန်တော်တငယ်ချင်းပြောရတဲ့17လသားပင်တွေတောင်ဒီလောက်ရှိပြီနော်ပြောပင်လေးတွေလာကြည့်လို့ရပြီဆိုပြီးတော့ဖုန်းဆက်လာတော့ကျွန်တော်ဒီနေ့လမ်းကြုံရင်းနဲ့ဝင်လိုက်တယ်ပေါ့သူချန်တဲ့ရောက်မှအမောပြေပြီးလမ်းဆန်းသွားတယ်နော်